Grade 3မှာကျောင်းသားကျောင်းသူလေးများ၏ရှမ်းယုံမကအိုးစီတန်သချင်းဖြင့်ကပြဖျော်ဖြေသွားမှာပဲဖြစ်ပါတယ်ရှင် Now the third graders are gonna dance with the song Shan Yu Maga Ozitan, the drum music of the Shan Plateau. Let's all enjoy it together. ရှင်လေးစားပါတော့အဲ့ဒီရောများရှင်တမီကတော့ grade 2မှာပညာသင်ကြားနေတဲ့မဆုထရနိုင်လေးဖြစ်ပါတယ်ရှင်ယခုကပြဖြော်ပြီးမယ်စီစဉ်ကတော့တိုင်းရင်းသားရင်ကျေးမှုအကများအနက်မှရှမ်းတိုင်းရင်းသားတို့ဤရှမ်းရိုးရာအကပဲဖြစ်ပါတယ်ရှင် grade 3ကျောင်းသားကျောင်းသူလေးများဤဖြော်ပြီးတင်ဆက်မှုများကိုရှုစားအားပေးလိုက်ကြပါစို့ရှင်ကျေးဇူးတင်ပါတယ်ရှင် Good morning, ladies and gentlemen. I'm Payetan from grade 2. Now, we would like to perform the traditional dance of Shan ethnic. Let's enjoy the performance of grade 3 students. Thank you. Love you.